ကမ်းမှုကတော့ရှိတာပေါ့ဒါဒီတိုင်းနဲ့ပြည်နေရတော့သူဆိုတာသူကသူအချိန်ပိုင်းလေးနဲ့ဆင်းတာပေါ့ဒီဒါဒီလက်ရွေးချင်းဖြစ်လာပြီဆိုရင်ဒီ6နိုင်တို့ဆိုရင်ထားရတယ် breakfast စားရတယ်9နိုင်တို့ဆိုဆင်းတယ်ဆင်းပြီးအကျော်လျှော့တယ်ဒါတန်းစီကွင်းအရောက်သွားပြီးတော့9နိုင်တို့တန်းစီကွင်းအရောက်သွားတယ်ပြီးတော့အကျော်လျှော့တယ်ကျော်လျှော့ပြီးတော့ဒါလေဆင်းတယ်ဒါလေမဆင်းရတဲ့ရက်ဆိုရင်ဒါထားတာတော့6နိုင်တို့ပဲသွားတယ်9နိုင်တို့သွားတယ်ပြီးရင်အကျော်လျှော့ပြီးတော့ဂျင်ဆော့တယ်ဂျင်စားတဲ့ရက်တွေနားရက်ကတော့တနင်္ဂနွေနေ့တော့နားရက်တော့ရှိတယ်ကျန်တဲ့ရက်တော့နေ့တိုင်းရှင်းတယ်ကိုကတော့အများတန်းကျမ်းမနေအောင်နဲ့အားရှိနေအောင်တော့အများတန်းနေရတာပေါ့ကိုလည်းဂယူးစားရတော့ကျွန်တော်ကျမ်းမကြီးဖြစ်သွားပြီဆိုဒါလှုပ်ထားတဲ့ဟာတွေကအရင်ကနေအစ်စ်ပြန်လုံးရတယ်လို့ပဲအဲ့ဒါမို့လို့ကျမ်းမကြီးတော့ဂယူးစားရတယ်စားတောက်မှုကတော့ကိုဒီလိုမျိုးပုံမှန်စားပေးရတော့ဒီကိုနဲ့မတက်တဲ့အစားအစာဆိုတော့မစားဘူးပေါ့တိတ်မတက်တဲ့အစားအစာဆိုမစားဘူးရှောင်ပေးတယ်နေထိုင်မှုကတော့ဒီနေကမဆိုရင်တက်လာတာနဲ့ထမင်းစားတောက်ပြီးတာနဲ့တောက်လောက်နေအဲ့ဒါအိတ်တယ်နှစ်ချက်ခွက်လောက်သူပြန်ထားရတယ်ထားရီတော့မှမျက်နှာတွေပါတေးတော့မှဝတ်စားလဲလဲတော့ထွင်နေစင်းတယ်ညနေဘက်ဆိုလဲပြန်တက်လာတယ်ပြန်တက်လာရီမှုချိုးပြီးတော့တက်အေးပတ်မခံမင်းနဲ့ဝတ်စားလဲလဲပြီးတော့ထမင်းသွားစားပြီးတော့ပြန်လာတယ်8နာရီခွဲလောက်ဆိုရင်ကျွန်တော်တို့ဖုန်းသိမ်းတယ်ဖုန်းလေးပါအဲ့ဖုန်းသိမ်းတဲ့အချိန်ကျဖုန်းသိမ်းတဲ့အချိန်ကျတောက်တနာနေပြီးတာနဲ့ဒါအိတ်တယ်မနက်ဖက်6နိုင်တို့သူဒါပြန်ထားတယ်အဲ့လိုမျိုးပေါ့အဲ့အဓိကအားကစားသမားလုပ်တယ်ဆိုတော့အဓိကအဲ့ UI အားရှိနေမှာအဆင်ပြေမှာပေါ့အဲ့ဒါမျိုးသူတို့တော့ဒီမနေ့ဘက်နိုင်ခွက်ကျွန်တော်သူတို့ပြေးပါတယ်ပြေးခိုင်းပါတယ်နိုင်ခွက်ပြေးခိုင်းပြီးတော့ပြန်လာပြီးတဲ့ဆိုရင်1မီယာအကျော်လျှော့ပြီးတဲ့ဆိုရင်သူတို့ချွေးလေးပါကြီးလဲပြီးပြိပတ်စားပြီး9နာရီဆိုရင်တော့ကျွန်တော်တို့ဒီရေထဲမှာရေထဲမှာလည်း2ပိုင်းလောက်ပါတယ်ရေထဲမှာ2ပိုင်းကတော့ကျွန်တော်ကုန်းပေါင်ဆိုတာလေနဲ့အသေးသူနေကျိုးတွေနဲ့တုတ်ထားပြီးတော့ဗောနော်အသေးလော်တဲ့နေရာမှာသူတို့ရဲ့ဒီတက်ကနစ်ပိုင်းနီးစနစ်ပိုင်းပေါ့အဲ့ဒါကိုကျွန်တော်အရင်ပြင်ယူပါတယ်ပြင်ယူပြီးတော့မှရေထဲမှာလေပေါ်သူ့ဝိတ်တန်းနဲ့သူ့နေရာနဲ့လိုက်ဖက်တဲ့နေရာကိုနေရာချပြီးတော့မှကျွန်တော်ဒီတီးဝက်ကိုကျွန်တော်လုံးပါတယ်စနစ်တကျနဲ့ကျွန်တော်တီးဝက်ကိုလုံးပြီးတော့မှသူတို့အဖွဲ့ကိုကျွန်တော်နေပေါ့နော်စွမ်းဆောင်ရည်တစ်ခုတဖြည်းဖြည်းတိုးတက်လာအောင်ပေါ့ကျွန်တော်ကြိုးစားဆောင်ရွက်နေပါတယ်ပထမသူတို့လော်နေတဲ့အချိန်ကတော့သူတို့လက်ခွဲတဲ့အရှိရလော်ခဲ့တာပေါ့ကျွန်တော်ကတော့ဟုတ်လည်းအာကစားသမားပဲလာတာပါဒီလေမှာသူတို့စင်1 stroke နဲ့ဒီနီးစနစ်ကိုပေါ့နော်1 stroke နဲ့ကိုသုံးတဲ့ power အင်အားရာခိုင်နှုန်း3ရာခိုင်နှုန်းအကျွမ်းဝင်မဲ့နီးစနစ်မျိုးနဲ့ကျွန်တော်တို့ကသူတို့တင်ကြားပြီးတော့လုပ်ပေးပါတယ်ဒီသူတို့တက်လုံကောင်းဖို့ဆိုတာလည်းဒီကျွန်တော်တို့ဒီတက်လုံတွေခဏရည်ထင်းနေဆိုတာလည်းနှစ်ခုရှိပါတယ်ဒီကုန်းပေါ်မှာလည်းအလေးတွေရှိတယ်အလေးဆိုတာ power နဲ့အလေးချိန်နည်းနည်းနဲ့အလေးများများ power နောက်တော့မိနစ်6မိနစ်ကို14မျိုးနဲ့14မျိုး6မိနစ်နဲ့ enduring power ဆိုခဏရည်ချင်းလုပ်ပါတယ်နောက်သူတို့နောက်ပိုင်းကျလို့စင် interval ဆိုတာအကျဉ်းနေပေါ့အလေးပေါ့နဲ့အကျဉ်းများများနဲ့ကြွက်သားတွေတန်ဆွမ်းအောင်လို့ကျွန်တော်သူတို့ပြုဝင်ပြီးတော့ဒီဆောက်ပေးပါတယ်ကမ္ဘောဒီးယားစီးဂိတ်မှာကျွန်တော်မီတာ250 5တက်လောက်ပြိုင်ပွဲမှာရွှေရခဲ့တယ်နောက်ပြီးတော့မီတာ900လောက်12တက်လောက်မှာကြီးဖြစ်ခဲ့တယ်နောက်ပြီးတော့မီတာ800 10တက်12တက်လောက်မှာငွေရခဲ့တယ်မီတာ800 5တက်လောက်မှာလည်းငွေပဲမီတာ250ပထမဆုံးရွှေရတော့ကိုကပြိုင်ပွဲသွားတိုင်းတစ်ခါရွှေမရဘူးတော့ပြောလဲပြောတယ်ပီတိလဲဖြစ်တာပေါ့နိုင်ငံတော်ချင်းလဲကိုကြောင်းတဲ့နိုင်ငံကိုကနိုင်ငံဂုံဆောင်ရတယ်ဆိုတော့ပြောလဲပြောတာပေါ့ပီတိလဲဖြစ်တာအဲ့ဒီကိုရဲ့အဓိကပြိုင်ပွဲကတော့အင်ရှင်ပေါ့အင်ရှင်ကသူဒီ9တက်လောကသူ့ရဲ့လေဆိုတော့သူကတော့အတားချက်ရှိတော့ဒါပေမဲ့ကိုကဒီမှာတည်းကကျိုးသားလေ့ကျင့်သွားတော့ကိုရောက်တော့လဲပြိုင်အင်ရှင်တစ်သိန်းပဲရှိတာပေါ့ကျိုးသားပြိုင်ရတာဆိုတော့ပြိုင်ပွဲဆိုလို့အင်ရှင်တစ်သိန်းပဲရှိတယ်ကိုဒီမှာလေ့ကျင့်သွားတာတော့လေလဲกว่าတယ်ရေလဲกว่าတယ်ပေါ့သူကခုမှကျတော့သူလေရလဲလူလဲလူတယ်9ရောက်လို့ဆိုတော့တယောက်ထိန်းနေရတော့နည်းနည်းလေးတော့ဖြစ်တာပေါ့ကွာချမှုလေးတော့ရှိတာခုမှကျတော့ခုမှလေလဲတိုက်တယ်ရေရလဲမြစ်ထဲမှာဆိုတော့ရေရလဲစီးတော့နည်းနည်းလေးတော့ကွာချမှုတော့ရှိတာမီတာ800ပွဲတော့ကျွန်တော်တို့ကရေလမ်းကြောင်းနဲ့တော့ရေလမ်းကြောင်းကွာသွားတော့ရေလမ်းကြောင်းတစ်ကြတော့
ရှုံးရတယ်ကျွန်တော်တို့ဟိုဒါအဆင့်4ကနေတော့မှပြန်ရင်တော့နောက်တစ်ကြောင်းပြန်ကြိုးစားမှဟိုဒါပြန်ဖြစ်သွားတာဟိုဒါငွေပြန်ရသွားတာပေါ့ဟိုဒါပြိုင်ပွဲတစ်ခုကနှစ်ခါပြန်ရတယ်နလားပေါင်းဆန်ကျင်တယ်ပေါ့ပထမတစ်လားဆန်ကျင်မှတ်ထားတယ်ဒုတိယတစ်လားဆန်ကျင်မှတ်ထားတယ်အဲနလားပေါင်းတော့မှအကောင်းဆုံးလူပထမပေးတာပေါ့စုံလုံးကြသွားတော့ဟိုဒါရေလမ်းကြောင်းလည်းမကောင်းလေးရလည်းတားတိုက်တော့ထွက်ထရကိုကကြံခဲ့တာပေါ့ကြံခဲ့တော့အဲ့လိုမျိုးအစင်းဟိုဒါအနောက်နေလိုက်နေတန်းလျှောက်လိုက်နေကြံခဲ့တာပေါ့အဲ့လိုမျိုးဖြစ်သွားပြိုင်ပွဲကကိုကအခုဟိုဒါသတုဒ္ဒနေရာရောက်နေတော့စုကလွတ်နေပြီစုရနေတော့စုမလွတ်အောင်ဆိုတော့အဲ့လိုမျိုးတရားတော့အားပေးတော့အလုပ်လိုက်တာနဲ့အဲ့ဒါဟိုဒါကျန်တဲ့အသင်းတွေကိုအကုန်လုံးအပြတ်သက်နိုင်တော့မှနလားပေါင်းဆက်ချိန်နဲ့ထိုင်းအောင်ရှုံသွားတယ်ထိုင်းအောင်ရှုံသွားပြီးတော့ငွေဖြစ်သွားတယ်ဒီကိန်းပြိုင်ပွဲမှာအမတ်တရဖြစ်တော့အဲ့မီတာ800အဲ့ပွဲတစ်ပွဲလည်းအမတ်တရဖြစ်တော့ဟိုစုလို့နေတဲ့နေရာနေတော့မှဟိုဒါဒုတိယနေရာပြန်ရသွားတယ်ဆိုတော့အဲ့ပြိုင်ပွဲတော့အမတ်တရဖြစ်တော့ဟိုဒါကိုနိုင်ကဟိုဒါစုလို့စိဟိုဒါဂိုင်းတော့ပြန်လာရတာဆိုတော့သူတို့လာကြိုတာဆိုတော့ကိုလည်းအရင်လဲပျော်တယ်လေတစ်ခါမှလည်းအကျိုးမခံဘူးဆိုတော့အဲ့လိုမျိုးဆိုတော့ပြောအရင်ပဲပျော်တာပေါ့ဟိုဒီကလေးတွေကတော့အခုကတော့သူတို့ကတော့နည်းနည်းပေါ့နော်ဒီအတွေ့အကြုံအပြင်တော့နည်းနည်းနေသေးတယ်ဆိုပေမဲ့သူတို့ကစိတ်သက်ကောင်းပါတယ်ကြိုးစားမှုရှိပါတယ်သူတို့ကတော့ဒီသူတို့ရဲ့အသက်အရွယ်နဲ့ခန္ဓာကိုယ်ဖွဲ့စည်းမှုနဲ့သူ့ရဲ့ height နဲ့သူ့ရဲ့အလုံးထင်နေကြတော့ဒီနိုင်ငံတကာရဲ့လူတန်းစီအနေမှာတိုးနိုင်တဲ့အနေအထားမျိုးပေါ့နော်အဲ့ဒါမျိုးကျွန်တော်တို့ကအရက်အမောင်းနဲ့ခန္ဓာကိုယ်တန်ဆွမ်းမှုနဲ့ကြမ်းကြမ်းခိုင်မှုနဲ့အဲ့ဒါကြီးကြည့်ပြီးတော့ကျွန်တော်တို့ကရွေးချယ်ပြီးတော့မှသူတို့စိတ်သက်ပိုင်းကိုလည်းကျွန်တော်တို့ကလိုချင်တဲ့ဟာကိုပြုပြင်ပေးရတာတွေရှိပါတယ်ဟုတ်ကဲ့သူကတော့အခုနဖြေသွားတဲ့ကလေးကတော့သူက international site level ရန်လောက်ရှိတဲ့အနေအထားတွေကိုသူတို့အဲ့ဒါတွေတည်ချာတိုတင်ပေါ်ရေရှည်ကောင်းဖို့အတွက်သူတို့ကအခုမှစကတနေ့တိုတင်တကိန်းလောက်ပဲဆော့ရသေးတော့ရေရှည်ဆော့ဝါနိုင်ဖို့အတွက်သူတို့တော့ကျွန်တော်တို့ကနောက်အနည်းဆုံး၄ကိန်းလောက်ပေါ့နော်၄ကိန်း၅ကိန်းလောက်အထိကျွန်တော်တို့ကမှန်းထားတယ်သူတို့ဘက်ကစီကန်းနဲ့စိတ်သက်ပိုင်းဆိုင်ရာသူတို့လိုက်နာမယ်ကြိုးစားမယ်ဆိုရင်တော့ဒီကလေးတွေကဆက်ပြီးတော့အောင်မြင်မှုရဝနိုင်တဲ့ကလေးတွေဖြစ်ပါတယ်